စင်ကာပူမှာကျင်းပမဲ့အပျော်တမ်းဘောလုံးပွဲသို့တွားရောက်မဲ့မက်ဆီလီယိုနယ်မက်ဆီနဲ့အာဂျင်တီးနားလက်ရွေးစင်အသင်းတို့ဟာလာမယ့်2026ခုနှစ်အစောပိုင်းစင်ကာပူမှာကျင်းပသွားမဲ့အပျော်တမ်းဘောလုံးပြိုင်ပွဲသို့တက်ရောက်သွားမယ်လို့သိရပါတယ်။ဒါအပြင်အာဂျင်တီးနားအသင်းဟာယခုနှစ်အောက်တိုဘာလအတွင်းမှာလည်းအိန္ဒိယမှာကျင်းပမဲ့အပျော်တမ်းဘောလုံးပွဲမှာပါဝင်ကစားသွားမှာဖြစ်ပါတယ်။အဆိုပါပွဲစဉ်တွေဟာအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် AFA နဲ့ AFPC တို့ရဲ့လက်တွဲအလုပ်လုပ်ကိုင်မှုတစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။ AFPC ကဒီလိုပူးပေါင်းဆောင်ရွက်မှုကကမ္ဘာ့ဘဏ်လုပ်ငန်းနဲ့အားကစားကဏ္ဍတို့အကြားပေါင်းကူးတရားဖြစ်လာစေဖို့ရည်ရွယ်ပြီးဘောလုံးပွဲစဉ်တွေကိုအာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူစင်ကာပူနဲ့အိန္ဒိယနိုင်ငံတို့မှာကျင်းပသွားမှာဖြစ်ပါတယ်။သဘောတူညီချက်တွေအရအဆိုပွဲစဉ်တွေကို AFPC ကနိုင်ငံနဲ့နိုင်ငံစလုံးမှာတာဝန်ယူကျင်းပသွားမှာဖြစ်ပါတယ်။ AFPC ရဲ့ customer တွေ partner တွေအနေနဲ့အဆိုပါပွဲစဉ်တွေမှာလာရောက်ဆင်နွှဲနိုင်ပြီးကမ္ဘာ့ချန်ပီယံဘောလုံးသမားတွေနဲ့တွေ့ဆုံနှုတ်ဆက်ခွင့်ရဖို့အခွင့်အရေးရသွားမှာလည်းဖြစ်ပါတယ်။လို့ထုတ်ပြန်ကြေညာထားပါတယ်။အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖာဘီယန်ဒါဘီယာကကျွန်တော်တို့အနေနဲ့အာရှဘဏ်လုပ်ငန်းဖွဲ့စည်းတွေကိုဥဆောင်ထားနိုင်တဲ့ AFPC နဲ့လက်တွဲရတဲ့အတွက်အတော်လေးကျေနပ်မိပါတယ်။အိန္ဒိယနဲ့စင်ကာပူတို့မှာကျင်းပသွားမဲ့ပွဲစဉ်တွေအတွက် AFPC ကစပွန်ဆာအဖြစ်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။လို့ပြောရတယ်။မက်ဆီဟာယခင်ကလည်းအာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူစင်ကာပူသို့တွားရောက်ခဲ့ပူးပါတယ်။2019ခုနှစ်မှာမက်ဆီဟာချစ်ကြည်ရေးခြေစမ်းပွဲအတွက်စင်ကာပူသို့တွားရောက်ခဲ့ပြီးနိုင်နည်းငယ်သာနေထိုင်ခဲ့ကမင်္ဂလာပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်ဖို့အာဂျင်တီးနားနိုင်ငံသို့ပြန်လာခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်မှာလည်းမက်ဆီဟာအင်တာမီယာမီနဲ့အတူဟောင်ကောင်သို့တွားရောက်လည်ပတ်ခဲ့ပြီးထိုစဉ်ကတော့ချစ်ကြည်ရေးခြေစမ်းပွဲမှာပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ထိုစဉ်ကပွဲလက်မှတ်ခါဒေါ်လာ640အထိမြင့်တက်ခဲ့ပေမဲ့မက်ဆီပါဝင်မကစားတာကြောင့်ပရိသတ်အချို့ကပြန်အံ့ငွေပေးဖို့ပြန်လည်တောင်းဆိုခဲ့ကြပါတယ်။ဘောလုံးဒီအော်ရှစ်ဆုရှင်ဟာထိုစဉ်ကစက်သားတန်ရာပြဿနာကြုံတွေ့နေရတယ်လို့အကြောင်းပြခဲ့ပြီးအရန်ခုံမှာပဲထိုင်နေခဲ့တာဖြစ်ပါအင်္ဂလန်လက်ရေးစင်အသင်းအတွက်မက်ကွာရီကိုချန်လက်ခဲ့ခြင်းအကြောင်းရင်းကိုလူသိရှင်ကြားရှင်းပြခဲ့တဲ့သောမတ်တူချဲအင်္ဂလန်လက်ရေးစင်အသင်းနဲ့ပြသောမတ်တူချဲကမက်လအတွင်းရှင်ပြန်ကစားတဲ့ကမ္ဘာဖလားခြေစစ်ပွဲစဉ်တွေအတွက်မက်ကွာရီကိုဘာကြောင့်မရွေးချယ်ခဲ့တယ်လဲဆိုတာကိုရှင်းပြလာပါတယ်တူချဲကအဲဘေးနီးယားလက်ဘီယာတို့နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်တွေအတွက်ကွန်ဆာကူဟီကိုဝဲတို့အပြင်ပွဲကစားချိန်မရရှိခဲ့တဲ့ဒမ်မန်ကွင်ဆာတို့ကိုသာရွေးချယ်ခဲ့ပါတယ်မက်ကွာရီကိုရွေးချယ်ခြင်းမရှိတာနဲ့ပတ်သက်လို့ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရပြီးလက်တလောတန်ရာပြဿနာတွေကသာအဓိကကျခဲ့တယ်လို့နေပြတူချဲကရှင်းပြခဲ့ပါတယ်။သတင်းထောက်တွေနဲ့တွေ့ဆုံချိန်တူချဲကကျွန်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးကျွန်တော်စီပဲတိုက်ရိုက်တုံ့ပြန်ပေးကြဖို့အခုစရင်ထဲမှာမပါဝင်သူအားလုံးကိုပြောခဲ့ပါတယ်။ဒါကအနီးကပ်အချိန်ကြမှာချမှတ်ခဲ့ရတဲ့ဆုံးဖြတ်ချက်တစ်ခုပါလက်ရှိအချိန်မှာကျွန်တော်တို့ကကူဟီနဲ့ကွန်ဆာတို့ကိုရွေးချယ်ခဲ့ပါတယ်။သူတို့ကအခုအချိန်မှာနည်းနည်းပိုပြီးစီးပွားညီနေတယ်လို့ယူဆမိပြီးအသင်းနဲ့အတူရှိနေဖို့အတွက်ထိုက်တန်ပါတယ်။ညာတန်ဗဟိုခံစစ်မှု2ဦးနဲ့ဗဟိုခံစစ်ပိုင်းအတွက်ကျန်နေရာတွေမှာဗချေအားပြုကစားသမားတွေကိုအေးချယ်ခဲ့ပါတယ်လို့ပြောပါတယ်။ဆက်လက်ပြီးတူချဲကကြန့်ခိုင်မှုအပြည့်အဝမရှိသေးတဲ့ကစားသမားတအုပ်ကိုရွေးချယ်ခြင်းဖြင့်စွန့်စားမှုတွေပြုလုပ်ဖို့ဆန္ဒမရှိခဲ့ပုံကိုအကျယ်တဝင့်ရှင်းပြခဲ့ပါတယ်။သူကကျွန်တော်တို့ပနာမရွေးချယ်ချိန်မှာမက်ကွာရီကကြန့်ခိုင်မှုမပြည့်ဝသေးပါဘူး။အသင်းအတွက်သူကစားပေးနိုင်မယ်လို့ယူဆရပေမဲ့စွန့်စားရနိုင်ခြေရှိတဲ့ကစားသမားတအုပ်ကိုကျွန်တော်တို့မရွေးချယ်လိုပါဘူး။ပထမအကြိမ်သို့မဟုတ်ဒုတိယအကြိမ်လေ့ကျင့်ခန်းပြီးဆုံးချိန်မှာဒီကစားသမားကနောက်ထပ်လေ့ကျင့်လို့ရနိုင်ဦးမလားဆိုပြီးအဆက်မပြတ်ကဲခတ်သွားဖို့လိုအပ်ပါတယ်ရီစီချင်းဆိုလဲအလားတူပါပဲလေ့ကျင့်ရေးအစီအစဉ်တိုင်းကိုသူလှုပ်ဆောင်နိုင်တယ်ဆိုတဲ့တုံ့ပြန်ချက်ကြောင့်သာစခန်းသွင်းလေ့ကျင့်မှုစီခေါ်ယူခဲ့တာပါလို့ပြောပါတယ်မန်ချက်စတာယူနိုက်တက်မှာမက်ကွာရီရဲ့အခြေအနေကစံပြအနေထားမျိုးမဟုတ်ပဲပုံမှန်ကစားနေကြ၄ယောက်တန်းခံစစ်ထက်၃ယောက်တန်းခံစစ်ပုံစံကိုသာမကြာခဏဆိုသလိုကစားနေရပါတယ်ဒါပေမဲ့အင်္ဂလန်လက်ရေးစင်အသင်းတွေပြကတော့အနာဂတ်မှာလက်ရေးစင်အသင်းလူစည်းစီပါဝင်နိုင်ရေးအတွက်မက်ကွာရီရှင်ပြိုင်နိုင်မယ်လို့ယုံကြည်နေပါတယ်။တူချဲကမက်ကွာရီလည်းဒါကိုသိပါတယ်ကလပ်အသင်းမှာရှိနေတဲ့လက်ရှိအခြေအနေတွေကြောင့်သူ့အတွက်မလွယ်ကူလာပါဘူး။သူက၃ယောက်တန်းခံစစ်ပုံစံမှာကစားနေရပါတယ်။ဒါပေမဲ့သူကထိပ်တန်းပျော်ဖက်ရှင်တဲ့ဘောလုံးသမားတဦးဖြစ်ပြီးအင်္ဂလန်အတွက်လည်းအလွန်ရေးပါပါတယ်။သူကဒီအခြေအနေမှာတော့မယုံကြည်နိုင်လောက်အောင်ကစားပြနေပါတယ်။သူကကျွန်တော်စီစုမုံကောင်းတောင်းပေးခဲ့ပြီးသူဘလို့ပုံကိုမျိုးလဲဆိုတာပြသခဲ့ပါတယ်။မက်ကာရီဆိုတာလူကောင်းတဦးဖြစ်ပြီးလက်ရေးစင်အသင်းမှာပါဝင်ဖို့အတွက်အမြဲရှင်ပြိုင်နိုင်ပါရဲလို့ဆက်ပြောပါတယ်မက်ကာရီအတွက်အစီအမံတွေရှိနေမှုနဲ့အတူတူချဲကလာမဲ့လတွေအတွင်းအသင်းစီနောက်ခံလူပြန်လာနိုင်ဖို့တကားဖွင့်ထားပေးပါတယ်တူချဲလက်အောက်အင်္ဂလန်အသင်းကလာမဲ့ဇွန်လအတွင်းအန်ဒိုယာနဲ့ကမ္ဘာဖလားခြေစစ်ပွဲစဉ်စီနီဂေါနဲ့ခြေစမ်းပွဲစဉ်တွေကိုရှင်ပြိုင်ကစားရပါမယ်